အားလုံးမင်္ဂလာပါ Football Chapter Channel ကနေပြန်လည်ကြိုဆိုပါဒီတစ်ခေါက်တော့လွမ်းစရာလည်းကောင်းနှမျောစရာလည်းကောင်းတယ်ဒီ Croatia ရွှေရောင်မျိုးဆက်လက်ကျန်တွေရဲ့နောက်ဆုံးကမ္ဘာဖလားအကြောင်းပြောရအရင်စပြောရရင် Croatia နဲ့ပတ်သက်ရင်အမှတ်တရတွေအောင်ရှိခဲ့ဘူးလေ2018ကမ္ဘာဖလားတော့ကျွန်တော် state ကျောင်းသားဘဝပဲရှိသေးတယ်အဲ့တော့တငယ်ချင်းတယောက်က Croatia ကိုအရင်ကြိုက်အဲ့တော့ဒီကောင်ပြောတာဒီအဲ့ဒီကမ္ဘာဖလားမှာခရိုအေးရှားရမှာပြောတယ်ဒီကောင်အဲ့ချိန်ကဒီခရိုအေးရှားအာဂျင်တီးနားအုပ်စုတွင်းမှာသူ3-0နိုင်သွားပြီဗျအဲ့အချိန်ပဲရှိသေးအဲ့ကောင်အဲ့လိုပြောတော့ကျွန်တော်ဒီကောင်နဲ့ညင်းတယ်အာဂျင်တီးနားနိုင်တာနဲ့ပဲဖလားရရောလားကွာအာဂျင်တီးနားဒီသူ့ဘာသူကောင်တိုင်ပတ်နေတာအိုက်စလန်ကောင်မနိုင်တာသိရမလားခရိုအေးရှားကောင်းလို့မဟုတ်ဘူးလို့ညင်းလိုက်သေးရဲ့ဗျပြီးတော့အဲ့လိုနဲ့ကွာတာပွဲစဉ်တွေရောက်တော့လေဒီခရိုအေးရှားရုရှားနဲ့တွေ့ရပေါ့အဲ့တော့လေဒီကောင်ကိုပြန်ပြောရုရှားကိုနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့သေးတယ်ဒါပေမဲ့လည်းခရိုအေးရှားပဲနိုင်တော့တာပဲအဲ့နဲ့စီမီရောက်တော့လေအင်္ဂလန်တော့မနိုင်တော့ဘူးကွာလို့ဒီကောင်နဲ့ဆက်ညင်းသေးတယ်ဒါပေမဲ့လည်းအင်္ဂလန်ကိုနိုင်အောင်ကန်သွားတာပဲအဲ့လိုနဲ့အကောင်ဒီဖိုင်နယ်ရောက်အဲ့နဲ့ခရိုအေးရှားကိုအဲ့မှာစပြီးနည်းနည်းရှိန်သွားပေါ့လောက်ထိလဲဆိုအဲ့ကျွန်တော်တကယ်ကြီးကပြောတယ်ဒီကောင် final မှာဒီပြင်သစ်လိုအသေးမျိုးအောင်ဒီကောင်နိုင်မယ်လို့ပြောတာအဲ့အရင်ပွဲတွေကတော့တိတ်ပြီးအငင်းမတန်တော့ဘူးဒီကောင်လေးငင်းတော့ငင်းနေသေးပေမဲ့ဒီသူပြောကလည်းဖြစ်နိုင်တယ်ဆိုတော့ဒီစဝေးစပွားအတွေးမျိုးတွေဝင်သွားအဲ့ဒီဖြစ်ခဲ့ရပေါ့တော်သေးတာပေါ့ final မှာပြင်သစ်နိုင်သွားလို့အောက်မှာဒီကောင်ကိုပြန်ပြောနိုင်တော့ဒီအဲ့အချိန်ကဒီ Croatia ရဲ့တိုက်စစ်တဲ့ကွင်းလေ share ကြီးတွေပဲMatsuke တို့ Perisic တို့ Rebic တို့နောက်ကွင်းလန်မှာဆိုရင်ဒီ Kovacic ရဲ့ခြေတန်းတက်နေတဲ့အချိန်နောက်ပြီးရင်ဒီ Modric တို့ Rakitic တို့ရဲ့ prime time ဆိုတော့ကြောက်ခမန်းနည်းတွေကိုကောင်းနောက်20နှစ်ကမ္ဘာဖလားမှာလေကျွန်တော်ဒီ Croatia ကိုစီမီထိတက်မယ်လို့မထင်တာတကယ်ပြောရရင်ဒီ quarter မှာ Brazil နဲ့တွေ့တာဆိုတော့ဒီ Brazil ကလည်း share ကောင်းနေအဲ့ဒီအချိန်ပြီးတော့ Croatia မှာဒီ Matsuke တို့ Rakitic တို့မပါတော့မိုဒရစ်တို့ပယ်ရီစစ်တို့ကလည်းအသက်ကြီးနေဆိုတော့လေကျွန်တော်တွေးမိတာတော့နည်းနည်းဓမ္မတိုက်တန်ကြောက်မယ်လို့ထင်ပါတယ်ဒါပေမဲ့ဆရာသမားကတတိယစုကောင်ရခဲ့သေးတယ်ဆိုတော့ဒီတစ်ချိန်ရောခရိုအေးရှားလုံးပြနိုင်မလားပေါ့ဒီမိကုန်းကခင်ဗျားတို့တွေးထားသလိုပဲကျွန်တော်လည်းခရိုအေးရှားကိုဒီလောက်လုံးပြနိုင်တော့မယ်တော့မထင်တော့ဘူးဘာလို့ဆိုဒီပယ်ရီစစ်တို့မိုဒရစ်တို့အဲ့ဒီလိုကစားသမားတွေပါမယ်ဒီသူတို့ရဲ့အကောင်းဆုံးချိန်ကပြီးွားကြီးတကယ်တမ်းဆိုကိုဗာစစ်ကလည်းမန်စီးတီးမှာသူနေရာရဖို့ရုန်းကန်နေရဆိုတော့တိတ်ပြီးအားရစရာမကောင်းအခုမျိုးဆက်တစ်တွေထဲမှာဆိုရင်ဒီနောက်တန်းကဘာဒီယိုနဲ့ဒီစတန်စစ်တို့လောက်ပဲဖြစ်ဖြစ်များများထောက်ပြစရာရှိရယ်ပိုသမားလီဗာကိုဗစ်ကကျွန်တော်သဘောကျတဲ့ပိုသမားတွေထဲမှာပါတယ်တီတီငိမ့်နဲ့ဖမ်းနိုင်တယ်နောက်ခံစစ်မှာကျွန်တော်ခုနထောက်ပြခဲ့တဲ့2ယောက်ရယ်စောင့်ကြည့်ရမှာဒီဟမ်ဘတ်ကလူငယ်ကစားသမားလူကာဗတ်စကိုဗစ်ပေါ့သူ့နေရာပေးမှတစ်ချက်ကြည့်ရမယ်နောက်ကွင်းလယ်မှာစိတ်ဝင်စားစရာကောင်းတာကပီတာဆူစစ်နဲ့လူကာဆူစစ်ညောင်လုံးကဘာတော့မှမသိပေမဲ့အခုရွေးလိုက်တဲ့ဒီကွင်းလယ်အစုအဖွဲ့မှာတော့အငယ်ဆုံးပဲဒီတိုက်စစ်ပိုင်းကြည့်ပြန်ရင်လည်းဒီကိုမိုမှာကစားနေတဲ့ဒီမာတင်ဘတူရီနာအဲ့ဒီကစားသမားရယ်နောက်ဖရိုင်းဘတ်ကဒီမန်တန်နိုဗစ်ပေါ့သူတို့နှစ်ယောက်တစ်ချက်ကြည့်ရမယ်နှစ်ယောက်စလုံးကတော့ဒီတက်ဆိုင်ကလပ်ဒီမှာခြေစွမ်းပြကားရယ်ပြီးတော့အသက်ကလည်း23ပဲရှိသေးတယ်အဲ့ဆိုဒီအုပ်စုနဲ့တခုခုလုံးပြနိုင်မယ်ထင်သလားပေါ့အဲ့လိုမျိုးဆိုတော့လေထင်တယ်လို့လည်းမလွယ်ဘူးဗျအုပ်စုတွင်းမှာအင်္ဂလန်ရယ်ဂါနာရယ်ပနားမားရယ်အဲ့3သင်းမှာကပနားမားအစားရှော့တော့လို့မရအောင်နေဆောင်မှာလားပနားမားဒီအမေရိကန်တို့ဘာလို့ရောရှင်ကစားနိုင်လဲဆိုလည်းရှော့တော့လို့မရအဲ့ဒါခရိုအေးရှားကိုနိုင်မယ်လို့မထင်ပါဘူးတကယ်ဒုက္ခပေးမှာကြံတဲ့နှစ်ကောင်အင်္ဂလန်နဲ့ကအကျိတ်နဲ့ခံရမယ်ဂါနာနဲ့လည်းယုံသွားလိုက်မယ်ပိုယုံနိုင်တဲ့ကောင်ပဲနိုင်မယ်လို့ထင်တယ်ဒါမှမဟုတ်လုံးယုံနဲ့နှစ်ကောင်လုံးဘာမှမစားပဲတည်ကြတော့လည်းဖြစ်နိုင်တယ်အုပ်စုတက်နိုင်လားဆိုဒီကစားသမားအစုအဖွဲ့နဲ့ကတက်လဲတက်နိုင်တယ်ဒီတက်လဲတက်တဲ့ကျွန်တော်ဒီအုပ်စုဒုတိယနဲ့ဒါမှမဟုတ်တတိယနဲ့လည်းတက်နိုင်တယ်
ဒုတိယနဲ့တက်ရင်ဒီရှုံးထွက်အဆင့်မှာကဒီ group K ကအုပ်စုဒုတိယနဲ့တက်လာမယ့်အသင်းနဲ့တွေ့မယ်ဖြစ်နိုင်တာကကိုလံဘီယာအဲ့ဒီကိုလံဘီယာကိုနိုင်သလားဆိုတော့ကိုလံဘီယာကဒီခရိုအေးရှားကိုမန်ထန်တုတ်ပြန်နိုင်တယ်ဆိုပေမဲ့ဒီအနိုင်ရလောက်တဲ့အင်အားမျိုးရှိပါမလားကစားသမားအစုအဖွဲ့ရှိပါမလားကစားဟန်ရှိပါမလားလို့အတွေးတော့ဝင်ပြီးနောက်တစ်ချက်ကဒီခရိုအေးရှားမှာဒီရှုံးထွက်တတ်သွားရင်အကွက်တစ်ကွက်ရှိအထူးဆန်းတော့မဟုတ်ဘူးခင်ဗျားတို့လည်းသတိထားမိလောက်တယ်ခရိုအေးရှားဒီရှုံးထွက်မှာဒီကောင်ဒီပယ်နတီထိရောက်အောင်သွားတယ်ဒီပယ်နတီအဆုံးဖြတ်မှာအကောင်တွေနိုင်ပြီးတော့နောက်တစ်ဆင့်တက်တယ်2018တုန်းကလည်းဒီဒိန်းမတ်နဲ့ရုရှားကိုအိုက်ကွန်နဲ့ဖြုတ်သွားတယ်2022တုန်းကလည်းဂျပန်နဲ့ဘရာဇီးကိုလည်းအန်နီနဲ့ပဲဖြုတ်သွားပိန်းနေပြီးရှင်စားရင်ဒီကောင်တွေကိုဘရာဇီးကအကောင်တွေအောင်အကောင်တွေမရှင်နိုင်ဘူးပေါ့ရှုံးထွက်ရောက်ရင်ခရိုအေးရှားအဲ့ဒီပေါင်နည်းနည်းတော့ကြောက်ဖို့ကောင်းတယ်16နှစ်အဆင့်ရောက်ရင်တော့ဒီစပိန်နဲ့တွေ့နိုင်ခြေရှိရယ်စပိန်လိုအင်အားကြီးနဲ့တွေ့မယ်ဆိုတော့ရှီရှီဝေးမပြောတော့ဘူးစပိန်ကခရိုအေးရှားရှင်နိုင်မဲ့အသင်းမျိုးလို့မထင်ဘူးအကယ်၍အုပ်စုတတိယနဲ့တက်ခဲ့ရင်ဒီအုပ်စု K ကပထမနဲ့တက်လာမယ်အသင်းနဲ့တွေ့ပေါ်တူဂီကအဖြစ်နိုင်ဆုံးပဲခရိုအေးရှားကလည်းဒီအခြေအနေမျိုးရောက်ရှင်မယ်မထင်ဘူးအဲ့တော့အုပ်စုဒုတိယနေရာကိုမရရတဲ့နည်းနဲ့ပဲရအောင်ကန်မယ်လို့မြင်တယ်ဆိုတော့ကျွန်တော်ခရိုအေးရှားကိုအဲ့လောက်ထိကျွန်တော်ညမထားကြကဲဒါတော့ဒီခရိုအေးရှားနဲ့ပတ်သက်ပြီးကျွန်တော်ဘက်ကမြင်တဲ့အမြင်ပဲဖြစ်တယ်ဒီလိုတော့ဘယ်လိုယူဆလဲကိုယ့်ရဲ့ယူဆချက်တွေကိုလည်းခြာရေးပေးတော့လို့ရတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးကျေးဇူးတင်